ဒေါသတွေဖြစ်နေတဲ့အခါဒီလိုလေးပြောင်းတွေးကြည့်ပါငါရဲ့စိတ်ထဲမှာခက်ထန်ကြမ်းတမ်းတဲ့ဒေါသတွေဖြစ်နေပါလားကိုယ်စိတ်နဲ့ကိုယ်တော်ကိုယ့်အလိုကိုမကြတာပဲငါမဟုတ်တဲ့အခြားတစ်ယောက်ကငါစိတ်အလိုကြအောင်လုပ်ပေးနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးဒေါသဖြစ်နေချိန်မှာအဲ့ဒီဒေါသကြောင့်ဖြစ်ရတဲ့ရင်ထဲကတောကမီဟာကိုယ့်ကိုအရင်ဆုံးပူလောင်စေတာပါကိုယ့်ကိုပူလောင်ပြီးတော့မှအခြားသူကိုကူးဆက်စေတာအဲ့တော့ဒေါသတကြီးနဲ့ပြောမိတော့မယ်ကြံတိုင်းသူ့စိတ်ဟာငါစိတ်မှမဟုတ်တာငါဖြစ်စေခြင်းတဲ့အတိုင်းလူတိုင်းဟာလုပ်ပေးနိုင်မှာမဟုတ်ဘူးဆိုတဲ့အတွေးလေးနဲ့ဒေါသကိုဖြေရမယ်လာမင်းကြီးလိုနေပါအမြဲတောက်ပနေပါအေးချမ်းမှုနဲ့ငြိမ်းချမ်းခြင်းတွေကိုမိမိကိုယ်တိုင်ရောသူတစ်ပါးတွေကိုပါပေးစွမ်းနိုင်သူဖြစ်အောင်ကြိုးစားပါလောကမှာဂုဏ်သိက္ခာရှိတဲ့ဘွဲဆိုတာမရှိပါဘူးဂုဏ်သိက္ခာရှိတဲ့လူဆိုတာပဲရှိတယ်ဒီတော့ဂုဏ်သိက္ခာရှိတဲ့ဘွဲရဖို့ကြိုးစားနေတာထက်ဂုဏ်သိက္ခာရှိတဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားနေထိုင်ပါစေကန်းရှိတဲ့ဘဝကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်တဲ့ဘဝမှာနေထိုင်ခြင်းဟာတန်ဖိုးရှိစွာနေထိုင်ခြင်းပါပဲဒီတော့ကိုယ့်ကိုယ်ကိုထိန်းချုပ်ပါစေကန်းရှိတဲ့ဘဝမှာနေထိုင်ပါဘယ်လိုကံကြမ္မာမျိုးကိုမဆိုထိတ်တိုက်တွေ့ဖို့အတွက်ပြင်ဆင်ထားတဲ့သူဟာရဲရင်တဲ့သူပါပဲဒီတော့ဆိုးတဲ့ကံကြမ္မာပဲဖြစ်ဖြစ်ကောင်းတဲ့ကံကြမ္မာပဲဖြစ်ဖြစ်ထိတ်တိုက်တွေ့ဖို့ပြင်ဆင်ထားပါနေခြင်းတရားနဲ့ရင်ဆိုင်ရရင်တော့မှအကြောက်တရားမဲ့တဲ့သူဟာကြီးကျယ်ခမ်းနားမှုကိုရမယ်သူပဲဖြစ်တယ်ဘယ်ရာကိုမဆိုမကြောက်ပါနဲ့ရဲရင်စွာရင်ဆိုင်ပါရင်ဆိုင်နိုင်ဖို့အတွက်အသိဉာဏ်ပညာတွေအတွေ့အကြုံတွေကိုယ်မှရှိဖို့လိုတယ်အဲ့ဒီအသိဉာဏ်ပညာတွေအဲ့ဒီအတွေ့အကြုံတွေကိုမိမိမှရှိနေပြီဆိုရင်ကောင်းမွန်စွာအသုံးချတတ်ဖို့လည်းလိုပါသေးတယ်ဘလောက်ပဲကြီးကျယ်ခမ်းနားတဲ့အရာတွေကိုကိုယ်ဟာလုံနိုင်နေပါစေသူတစ်ပါးတွေရဲ့အပေါ်ကိုယိုကျိုးခြင်းကိုယ့်ကိုယ်မာနတွေနှိမ့်ချခြင်းဆိုတာကိုလေ့ကျင့်ဖို့မမေ့ပါနဲ့လူတွေရဲ့စိတ်ဆိုတာရင်နဲ့တူတယ်အနေတွေရှိနေတဲ့အချိန်မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာဘာမှကိုမရမှာမဟုတ်ဘူးမြင်ရဖို့ခက်လိမ့်မယ်ငြိမ်သက်တည်ငြိမ်သွားတဲ့အခါမှာတော့ရှင်းရှင်းလင်းလင်းမြင်ရလိမ့်မယ်ပြီးတော့စိတ်ကိုကြည်လင်အောင်ထားပါစိတ်ကြည်နေပြီဆိုရင်ကိုယ့်ရဲ့အသိဉာဏ်ပညာတွေဟာလည်းပဲဝင်လင်းလာပါလိမ့်မယ်လက်ဒီကိုကြစ်ကြစ်ဆုပ်ထားတဲ့လက်လက်ဆောင်ဟာလက်ဆွဲနှုတ်ဆက်လို့ရမှာမဟုတ်ဘူးဒီတော့ဆုပ်ထားတဲ့လက်သီးတွေကိုဖြည့်ပြီးတော့မှလက်ဆွဲနှုတ်ဆက်ကြည့်ပါလားဘဝမှာပျော်ရွှင်မှုနှွေးထွေးမှုတွေကိုခံစားရပါလိမ့်မယ်အမုန်းတရားတွေပြည့်နေတဲ့နေရာမှာချစ်ချင်းမြတ်တာတွေကိုစိုက်ပျိုးနိုင်တဲ့သူဖြစ်အောင်ကြိုးစားနေထိုင်ပါဘသူတွေဘလောက်ပဲမုန်းနေပါစေကိုယ့်ဘက်ကတော့ပြုံးပြုံးလေးသာနေလိုက်ပါလူဆိုးတွေမကောင်းတဲ့သူတွေနဲ့ပေါင်းသင်းဆက်ဆံနေရတာတဲ့စာရင်တယောက်တည်းနေရတာကပိုလို့ကောင်းပါတယ်ဘယ်သူမှကိုယ်နာမရှိတော့ရင်တောင်စစ်မှန်တဲ့မိကောင်းဆွေကောင်းတွေမရှိတော့ရင်တောင်မှကိုယ့်ကိုယ်ကိုယုံကြည်ပါတယောက်တည်းလဲတောက်ပနိုင်သူဖြစ်အောင်ကြိုးစားပါ